ယ်ကောင်က AI လဲဆိုတော့ကျွန်တော်ရွေးပြပါမယ်ဒီကောင်က AI ပါနံပါတ်1ရော့ဒါဒီဘက်က okay ကျွန်တော်တို့လိန်မော်သီးရွေးပါမယ်လိန်မော်သီးကတော့ဒီဘက်က AI ပါကျွန်တော်သိပါတယ်ခိုကတော့ဒီကောင်က AI မှန်သေးတယ်ဒီချိန်နေဒီမှန်နေတော့မယ်ခွေးကတော့ဘယ်ကောင် AI မှမသိတော့ဘူးဒီကောင် AI မဟုတ်ဒီဘက်ဟုတ်တယ်မှန်တယ်ဟာဒါကြီးတော်တော်ခတ်သွားပြီနော်လက်ပါတာ AI ဖြစ်ဖို့များလောက်တယ်ဟုတ်လက်မပါတာ AI ဖြစ်ဖို့များလောက်မယ်ရော့ကွာမှန်သေးတယ်ဒီကောင်နှစ်ခုတွေကတော့ဘယ်ကောင်က AI ဖြစ်မလဲဒီကောင်များလားမသိဘူးနော်ဒီဘက်အကောင် AI ဆိုရော့သွားပြီကွာရှုံးပြီသွားပြီ